မင်္ဂလာပါ AI မင်္ဂလာပါခင်ဗျာဘာများကိုကြီးပေးရမလဲမေးတရားလေးရှိလို့ AI နော်ဟုတ်ကဲ့မေးပါခင်ဗျာရန်သူမျိုး၅ပါးမေးနိုင်ပါတယ်ရန်သူမျိုး၅ပါးဆိုတာ AI သိလားဟုတ်တီးပါတယ်ခင်ဗျာရန်သူမျိုး၅ပါးဆိုတာဗုဒ္ဓဘာသာကျမ်းဂန်တွေမှာပါတဲ့အယူဆတစ်ခုပါအဲ့ဒါတွေကတော့ရေမီမင်းခိုးသူအမွေခံဆိုတို့ဖြစ်ကြပါတယ်ဘယ်ချက်ကိုပို့ပြီးအသေးစိတ်သိချင်လို့လဲခင်ဗျာမင်းအကြောင်းလေးရန်သူမျိုး၅ပါးတည်းဘာကြောင့်မင်းကိုထည့်ထားတာလဲဘလို့ပြည်သူတွေကိုဒုက္ခပေးရင်ဘလို့ပေးတာတော့အဲ့မင်းကအားလေးမသိလို့ပါဟုတ်ကဲ့မေးတဲ့မေးခွန်းလေးပါရန်သူမျိုး၅ပါးထဲမှာမင်းကိုထည့်ထားတာကတရားမမျှတတဲ့အုပ်ချုပ်သူတွေပြည်သူကိုဒုက္ခပေးတဲ့မင်းဆိုးမင်းညစ်တွေကိုဆိုလိုတာပါသူတို့ကအာဏာကိုအလဲသုံးစားလုပ်ပြီးအခွန်တွေအစမတန်ကောက်တာပြည်သူပိုင်ပစ္စည်းတွေကိုအတင်းအဓမ္မသိမ်းယူတာမတရားဖမ်းဆီးနှိပ်စက်တာမျိုးတွေနဲ့ဒုက္ခပေးတတ်ကြပါတယ်အဲဒါကြောင့်ရန်သူနဲ့တခိုင်းတည်းထည့်ထားတာပါရှင်းပြတာပြည့်စုံရဲ့လားခင်ဗျာကြည့်တော့ပြည့်စုံပါတယ်လို့ဒါပေမဲ့သူ့ထက်ကြဲကြဲဝန်းဝန်းလေးနဲ့ရှင်းပြလို့ရမလားမသိလို့ပါမသိလို့မေးတာရပါတယ်ခင်ဗျာပို့ပြီးကြဲကြဲပြန်ရှင်းပြပေးပါမယ်ရှေးတော့ကမင်းဆိုမင်းညစ်တွေဟာသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ဘာမှမဆိုလုပ်တတ်ကြတယ်ဥပမာစစ်ပွဲတွေခဏတိုက်ပြီးပြည်သူတွေကိုစစ်မှုထမ်းခိုင်းတာစစ်စည်းရေးအတွက်အခွန်တွေအစမတန်တိုးကောက်တာမျိုးတွေလုပ်တတ်တယ်ဒါအပြင်ကိုယ့်ကိုစန့်ကျင်သူမှန်သမျှကိုရဲဆက်နှိပ်ကွပ်တာတရားစီရင်ရေးကိုလိုသလိုအသုံးချပြီးကိုမကြိုက်တဲ့သူတွေကိုထောင်ချတာပစ္စည်းသိမ်းတာမျိုးတွေလည်းရှိခဲ့ဘူးတယ်အဲ့လိုလုပ်ရက်တွေကြောင့်ပြည်သူတွေဟာအမြဲတမ်းကြောက်ရွံ့နေရပြီးဘဝလုံခြုံမှုမရှိသလိုစီးပွားရေးရလည်းဒုက္ခမျိုးစုံကြုံရတတ်တယ်ဒါကြောင့်ရန်သူမျိုး၅ပါးထဲမှာမင်းကိုထည့်ထားတာပဲခင်ဗျ။ဟုတ်လား AI ကျေးဇူးပဲနော် AI ခုလိုရှင်းပြပြကြနော်ဟုတ်ကဲ့ပါ